Dr.Sasa ကဆရာဝန်တူပရဟိတအကျိုးဆောင်တူပြီးတော့အခုလက်ရှိဒီ CRPH ရဲ့ United Nation ရဲ့ Envoy Special Envoy တယောက်ဖြစ်တယ်ဆရာကိုတော့တကမ္ဘာလုံးကမသိတဲ့လူမရှိပါဆိုတော့ဒီတော့ကျမတို့အားလုံးမသိသေးတဲ့ Dr.Sasa ကဘယ်သူဖြစ်မလဲအဲ့လိုနဲ့စပြီးတော့ကျမတို့ကိုမိတ်ဆက်ပေးပါရှင်ကလေး10ယောက်ရဲ့အဖေဖြစ်ပါတယ်နော်ကလေး10ယောက်ပြီးတော့ကျွန်တော်ကလေး10ယောက်လို့ပြောတဲ့အခါမှာကျွန်တော်တို့ biological ကလေးက4ယောက်ရှိပါတယ်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့ငယ်တငယ်ချင်းတွေဆွေမျိုးတွေထက်ကအဲ့လိုနဲ့အသက်ငယ်ငယ်လေးမှာစိုးသွားတဲ့ကလေးတွေရှိပါတယ်သူတို့ကိုလည်းကျွန်တော်ကလေးအဖြစ်နဲ့ကျွန်တော်ယူထားပါတယ်ဆိုတော့6ယောက်ကကျွန်တော်တို့ biological မဟုတ်တော့ခိုင်းလိုက်ပဲကျွန်တော်တို့ကလေးတွေဖြစ်နေပြီးတော့စုစုပေါင်းကျွန်တော်မှာကလေး10ယောက်ရှိတာကိုပဲပြောပြရစေ Dr.Sasa ကပဲလက်ရှိနိုင်ငံရေးအခြေအနေကိုသုံးသပ်ပေးပါရှင်ခုကတော့ကျွန်တော်တို့ဒီပြည်သူလူထုကရွေးကောင်းတင်မြှောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ for the people by the people of Myanmar တွေကနေပြီးတော့အခုဆိုရင် with the mandate of the people of Myanmar မြန်မာပြည်သူလူထုကပေးထားတဲ့ mandate ကျွန်တော်မှာရှိတဲ့ legitimacy နဲ့ legality ကိုတိုးပြပြီးတော့ဒီ democracy federal charter federal democracy charter ကိုကျွန်တော်ကနော်ထုတ်ဖော်လိုက်ပြီးချိန်ညာလိုက်ပြီးအဲ့မှာအပိုင်း2ပိုင်းရှိတယ်တစ်ပိုင်းကတော့ federal ပြည်ထောင်စုကိုတည်ဆောက်မဲ့အပိုင်းဖြစ်တယ်တစ်ပိုင်းကတော့ဒီ national unity government ကိုတည်ဆောက်မဲ့အပိုင်းဖြစ်ပါတယ်ဆိုတော့အဲ့နှစ်ခုစလုံးကိုကျွန်တော်က road map ရှိတယ်ဒီဖက်အပိုင်း1 federal ပြည်ထောင်စုကိုတည်ဆောက်မဲ့နေရာမှာကျွန်တော်က road map ၄ခုရှိပါတယ်ဒါကအားလုံးနားလည်စေချင်တာကနံပါတ်1 road map က eradication of military dictatorship KSS ကမတော်လှန်နိုင်ခဲ့တဲ့အမိမပြစေနိုင်ခဲ့တဲ့စီအာနာစီနီကိုအမိပြချိန်မို့ဖို့ကနံပါတ်1 road map ဖြစ်ပါတယ်နံပါတ်2က complete and total nullification of 2008 constitution ဒီတမတော်ဘူချုပ်ဒီကစီဘူချုပ်ဒီကဖွဲ့စည်းထားတဲ့တည်ဆောက်ထားတဲ့ဖွဲ့စည်းပုံခြေခါဥပဒေ2008ကိုအမိပြဖျက်ဆီးဖို့နော်သူတို့တစိတုကစားဖို့အကိုလို့ပေါ့အမိပြဆိုတာအကိုလို့ပါနေနံပါတ်2 road map က federal ပြည်ထောင်စုနိုင်ငံတော်စီတည်ဆောက်ဖို့ဒါအမတားမှရည်ကြည့်တယ်ဒါကပြည်လုံငီလာခါကျွန်တော်တို့တိုင်းသားတွေနဲ့ဘူချောအောင်စားနဲ့အတူတကွာချုဆိုထားတဲ့ပြည်လုံငီလာခါအနှစ်သာရဖြစ်တဲ့နော် federal ပြည်ထောင်စုကြီးတည်ဆောက်ဖို့ဒါနံပါတ်3နံပါတ်4ကဒီဘက်မှာပြည်သူလူထုအစိုးရ emergence of the people's government ပြည်သူလူထုအစိုးရပေါ်ပေါက်လာဖို့ဆိုတာဟာ federal ပြည်ထောင်စုကိုတည်ဆောက်မဲ့ road map ၄ခုကိုကျွန်တော်ကတည်ချအဲ့ဒီ democracy federal charter မှာဖော်ပြထားပါတယ်ဒီဖက်ဆိုရင်တော့နံပါတ်2အပိုက်ကိုပြောမယ်ဆိုရင်နံပါတ်2အပိုက်ကတော့ interim constitutional arrangement ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဟာဒီ national unity government ပေါ်ပေါက်လာဖို့ရအတွက် specific function of national unity government NUG ကိုဖော်ပြထားပါတယ်အဲ့နေရာမှာတော့ကျွန်တော်ဟာ road map 6ခုလို့ပြောလို့ရပါတယ် road map နံပါတ်1က to boost cooperation of stakeholders တွေအားလုံးနဲ့အတူကွလုံးနိုင်ဖို့ရလမ်းစဉ်ပေါ့အဲ့လမ်းစဉ်မှာ stakeholder လို့ပြောတဲ့အခါမှာတိုင်းတိုင်းနဲ့ကိုင်များ civil society organization များနိုင်ငံရေးပါတီများနဲ့ရွေးကောင်းထားသောပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဆိုပြီးတော့နိုင်ငံတွိမှာဆိုပြီးတော့အကြအပြီးအဲ့ဒီလိပ်ဖွဲ့ကိုပြောလို့ရပါတယ်ပြီးတော့အပြည်ပြည်ဆိုင်ရာမှာဆိုရင် stakeholder တွေဟာ United Nation European Union ASEAN bilaterally နဲ့ British ဆိုရ America ဆိုရဆိုပြီးတော့အဲ့လိုနဲ့ကျွန်တော်နိုင်ငံတကာမှာရှိပါတယ်ဆိုတော့ဒါနံပါတ်1 road map ပေါ့သူတို့နဲ့အတူတကွလုံးနိုင်မယ် road map နံပါတ်2က
constitutional draw through consensus ဖြစ်ပါတယ်ဒါကတော့ permanent constitution ပေါ့ဒီ federal ကိုအခြေခံတဲ့ permanent constitution ပေါ်လာနိုင်ဖို့ရတဲ့ consensus နဲ့လုပ်ဖို့ကနံပါတ်1နံပါတ်3ကအဲ့ဒီ charter နှစ်မှာကျွန်တော်နံပါတ်3 roadmap ကဘာလဲဆိုရင်ဒီ constitution convention ကိုလုပ်ဖို့ constitution convention ပေါ့နော် constitution convention ကိုလုပ်ဖို့ပြီးတော့နံပါတ်4က power sharing နဲ့ power sharing and resource sharing နံပါတ်4ချက်ပေါ့နံပါတ်5အချက်က to operate the government so that it will work judiciary branch lawmaker branch parliamentarian and executive branch independently ဒါကတော့အကြီးမားဆုံးပေါ့ပြီးတော့ကျွန်တော်အဓိကကတော့ဒီ national unity government အနေနဲ့လိုအပ်မှာကတော့အခုနဒီ permanent constitution မပေါ်မချင်းဒီ national unity government ကရှိနေမှာဖြစ်ပါတယ်ဆိုတော့ဒါဟာကျွန်တော်ဒီ CRPH ဘက်ကနေပြီးတော့အဲ့ဒီ charter မှာပါတဲ့ဥစ္စာကိုအတူချုပ်နဲ့ကျွန်တော်ပထမဆုံးပြောလို့ပါတယ်ဒုတိယအနေနဲ့ကတော့ဒီလိုအရေးတော်ပုံဒီတကယ်ဒါဆိုရင်တော့ပီလုံငီလာခါလုတ်ကြရက်ကနေပြီးတော့တိုင်းတာဒီဖက်ကနဲ့စတင်ပြီးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပီလုံငီလာခါကိုလုတ်ပြီးတဲ့အချိန်မှာဒီစီအာနာစီဒီစိတ်ဓာတ်ရှိတဲ့ဂလူဦးစောနဲ့သူ့အဖွဲ့တွေကဘူချောအောင်စားကိုတတ်ခဲ့တယ်ဘူချောအောင်စားကိုတတ်ခဲ့တော့ကျွန်တော်ပီလုံငီလာခါကြီးကိုလက်နဲ့အနိုင်ယူတယ်ကျွန်တော်ရဲ့ Federal Democracy ကိုခိုးယူတာပေါ့လက်နဲ့ခိုးယူတယ်ဂလူဦးစောနဲ့အပေါက်ပါပေါ့အဲ့လိုနဲ့ဥနယ်ဝီဟာလည်းခုနလိုလက်နဲ့ကိုအကူပြီးတော့ကျွန်တော် Federal Democracy ကိုခိုးယူတယ်ဥနယ်ဝီပြီးတော့ခုနလိုပေါ့ဦးသားဆွေတို့အခုဆွေတော့80စီးလက်ဖြစ်လာတယ်80စီးဖြစ်လာတော့အခုတော့ရိတ်တော်ပိုဖြစ်လာတယ်အခုနလိုပေါ့တဖြည်းဖြည်းနဲ့ဦးစောမောင်အခုဆွေတော့ဒီဦးမီအောင်လှိုင်အောက်ကိုရောက်ပြန်တယ်ဆိုတော့ဒါဟာကျွန်တော်မြန်မာတမိုင်းကိုကြည့်မယ်ဆိုရင် Federal Democracy ကို1940ခုနှစ်ကတည်းကဖြစ်လာပြီးအဲ့ဒီနောက်ပိုင်းမှာအခုဆိုတော့2021ရာစုတော့ရောက်ပြီဆိုတော့ကျွန်တော်တို့19ရာစုမှာမအောင်မြင်နိုင်ခဲ့တဲ့အရေးတော်ပုံကြီးကို20ရာစုမှာအားလုံးအောင်မြင်တော့ပြီဆိုတဲ့အနေထားမှာကျွန်တော်ရောက်နေပါတယ်ဆိုတော့အခုကျွန်တော် raw အနေနဲ့မြန်မာနိုင်ငံပြည်သူလူထုအားလုံးကိုစပြုပြီးတော့လွှတ်တော်ကိုစပြုပြီးတော့ကုလသမဂ္ဂမှာစီးတဲ့တာဝန်ရှိပုဂ္ဂိုလ်များနဲ့အများကြီးဆွေးနွေးပြီးဥရောပယူနီယံမှာစီးတဲ့တာဝန်ရှိပုဂ္ဂိုလ်များနဲ့အများကြီးဆွေးနွေးပြီးအာဆီယံမှာစီးတဲ့တာဝန်ရှိပုဂ္ဂိုလ်များနဲ့လည်းဆွေးနွေးပြီးဗြိတိရှအစိုးရအမေရိကန်အစိုးရနဲ့ဆိုပြီးတော့ဒီကမ္ဘာအတိတ်အပြည့်ပြည့်ဆိုင်မှာရှိတဲ့ decision maker တွေတော်များများနဲ့အများကြီးဆွေးနွေးခဲ့ပြီးသားဖြစ်ပါတယ်ဆိုတော့အခုကကျွန်တော်အနေနဲ့အားလုံးတိထားဖို့ကတော့ဒီအာနာသိရှိကောင်စီမြန်မာနိုင်ငံမှာရှိနေတဲ့ရွေးမြန်မာနိုင်ငံအနာဂတ်မရှိဘူးနံပါတ်1နံပါတ်2ကဒီအာနာသိဘူချုပ်ဒီစီဘူချုပ်ဒီရှိနေတဲ့ရွေးဒီမိုကရေစီမမျှော်လင့်နဲ့မရှိဘူးနံပါတ်3သူတို့ရှိနေတဲ့ရွေးမြန်မာနိုင်ငံမှာ freedom နော် justice ဆိုတာကတော့မွေးလို့မရဘူးသူတို့ဒီ they are the enemy of federal democracy they are the enemy of democracy these military generals are the enemy of our freedom and justice and they are the enemy of the people of Myanmar ဆိုတော့အခုဆိုရင်ကျွန်တော်တို့ဆွေးနွေးတဲ့အပိုင်းအားလုံးကိုကြည့်တဲ့အခါမှာမြန်မာပြည်သူလူထုတွေတိုင်းတာအားလုံးအဖွဲ့အစည်းအားလုံးလက်နက်ကိုင်တဲ့အဖွဲ့အစည်းနိုင်ငံရေးပါတီအဖွဲ့အစည်းအားလုံးကဒီနေ့ဒီအခြေလောက်မြန်မာပြည်သူလူထုစီလုံးချင်းဟာကဘာတော်မှာအော်နေပြီဆိုတာကိုတော့ပြောပြရစေเนาะကျွန်တော်တုတ်တာပေါ့သူတို့အော်လို့ရစီတော့ Oxford တက္ကသိုလ်က Professor 6ယောက်ကလာပြီးတော့ဒီ CDM movement ကို Nobel Peace Prize ရရှိဖို့ရတဲ့သူတို့က Nobel Peace Committee ကိုစာရေးလိုက်တာ proposal တင်လိုက်တာ nomination လုပ်လိုက်တာဒါကိုလည်းကျွန်တော်ချစ်ချစ်အဖြစ်ဒီ CDM လှုပ်ရှားမှုဟာလဲကဘာရဲ့မျက်စိကိုသူတို့ကနော်ကဘာမျက်စိက CDM movement နဲ့ကျွန်တော်ဒီမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနဲ့အခုဆိုတော့ကျွန်တော်ရဲ့ freedom နဲ့ဒီ federal ရရှိရေးကိုလှုပ်ရှားတာကို
Kabaya Miasika, Elo Tobro Chin in Chipina. Choromajakima, Chodoka, the National Unity Government Polame, the National Unity Government the Anate Siko replace Lume, a colo replace Lume, counter Lume, the Amipjanati, the Jono Polame, National Unity Government, Nepido, Los Hotoma Pide, Tony to bear, Jonoka, the National Unity Government and Nene. Chodo a PP saya ma tananga bi tananga asuya ta kubi ta ku apwe sit ta kubi ta ku chodo ha saka pyo me swinwe me tai pi pi do elo ne chodo ha nainga ta ka ma legitimacy tai pwe ko asu thi we twa ma phit ne thoni tu be chodo ma di federal pi thao su chi ko ti sau phok khyi ma pi tu lu thu a long ne Myanmar pi the ma si de nainga tu nainga ta a long ne Myanmar pi a pi phet ko yawနေတဲ့နိုင်ငံခြားမှာရောက်နေတဲ့ကျွန်တော်တို့ညီကိုမောင်နှမအားလုံးရဲ့ဤအစူပေါင်းဤအလုံနေပါတယ်အခုနဒီ panel လောက်တာဟာလဲကျွန်တော်တို့စူပေါင်းဤအကိုထုတ်ဖော်တာပဲဖြစ်ပါတယ်ထုံနည်းတူပဲကျွန်တော်တို့အနေနဲ့ဒီတမတော် institution လို့ခေါ်တဲ့ military institution ကိုလည်းကျွန်တော်ဟာ reform and replace လုပ်ရပါလိမ့်မယ် military institution ကို reform and replace မလုပ်မချင်းသူတို့ကဒီအာဏာကိုဆက်လက်ပြသိနေဥမှာဖြစ်ပါတယ်သူတို့ကကျွန်တော်ကိုတပ်ဖြတ်နေဥမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီ military institution ကိုလည်း once for all replace reform လုပ်ဖို့လိုပါတယ်အဲ့ဒါလုပ်ဖို့ကတော့ federal army ဖြစ်ပါတယ် federal army ကိုလူတိုက်ကစိတ်ဝင်စားတယ်ကျွန်တော်နားလည်တယ်ဒါပေမဲ့လည်း federal army ဒီမင်းညာမွေးလာတဲ့ဥစ္စာမဟုတ်ပဲနဲ့ပြည်လုံငီလာခါကြီးမှာဗိုလ်ချုပ်အောင်ဆန်းတဲ့တကွာတိုင်းသားကောင်းဆောင်တွေကပြည်လုံငီလာခါကိုလက်မှာထုတ်တော့နေမှာ Federal Army ကမွေးပြီဆိုတာကိုအလုံးနားလဲစေချင်တယ်အခုက Federal Army မွေးလာတာကိုသူတို့ကကြောင်းလုံးအကြည့်လို့တမတော်ဆိုတာကိုတီထောင်ပြီးတော့အခုနလိုထခါတလဲလဲကျွန်တော်ကိုအာနာသိချင်းတွေညစ်ပနှိမ့်ဆက်ချူတွေတာချင်းတွေဖြတ်ချင်းတွေခံနေရတယ်ကျွန်တော်တိုင်းသားတွေမှာဆိုရင်နှစ်ပေါင်း82နှစ်တိုင်ကချင်တွေအသားခါရနဲ့ကရင်မော်ရခိုင်ရှာချင်းပြီးတော့ကျွန်တော်ရိုဟင်ဂါမိသားစုကျွန်တော်ရဲ့ရိုဟင်ဂါငေကူမောင်နှမတွေအားလုံးလဲအခုလုံးနဲ့ခေအဆက်ကိုဒီစီဘူချုပ်တွေကကျွန်တော်တို့ကိုတားခဲ့တယ်ဖြန့်ခဲ့တယ်မနေကြည့်ခဲ့တယ်သူတို့ကကျွန်တော်ကိုနော်ရွာတွေမိချုပ်ခဲ့တယ်ကျွန်တော်ကိုလူမျိုးတုတ်အောင်လုပ်ခဲ့တယ်ဒါကတော့ကဘာလဲတည်တယ်နော်မြန်မာနိုင်ငံအားလုံးလဲအခုဆိုရင်လဲသူတို့ကို NLD ကသူတို့ကနေပြီးတော့ NLD ကိုအမျိုးတုတ်အောင်သူတို့ကလှုပ်ချနေတယ်เนาะကျွန်တော်အမေစုကိုဖတ်တယ်ကျွန်တော်တမဒရွေးကောက်ထားတင်မြှောက်ထားတဲ့တမဒဦးမီကိုဖတ်ပြီးတော့အဲ့လိုနဲ့သူတို့ကနှေးပေါင်းများစွာနဲ့မြန်မာပြည်သူလူထုကိုအဲ့လိုတားဖို့ဖျက်ဖို့ဒီမိုကရေစီကိုဖျက်ဆီးဖို့ဖက်ဒရယ်ကိုဖျက်ဆီးဖို့ military institution ကိုထောက်ထားတယ်အဲ့ဒီ military institution မှာသူတို့ကအများကြီးလည်းနဲ့သူစုဆောင်ပြီးတော့မြန်မာပြည်သူလူထုစီကပိုက်စာကိုခုံတယ်ကျွန်တော်တရားစတာဖြစ်တဲ့ဆွေဒီငွေဒီထွက်တဲ့တရားစတာ gas ဒီရင်းနာဒီအကုန်လုံးကိုရောင်းပြီးတော့အဲ့ဒီရတဲ့ငွေနဲ့လက်နဲ့ကိုဝယ်ပြီးတော့ခုဆိုတော့အဲ့ဒီပြည်သူလူထုစီကခိုးတဲ့ပိုက်စာနဲ့လက်နဲ့ကိုဝယ်ပြီးတော့ပြည်သူလူထုကိုတတ်နေတယ်ဆိုတော့ခုဆိုတော့လူပေါင်း950ကျော်တတ်ခါပြီအဲ့ဒီလက်နဲ့ကဘယ်ကလာတယ်လဲအဲ့ဒီလက်နဲ့ကပြည်သူလူထုတွေးစီကပိုက်စာကိုခိုးယူပြီးတော့အဲ့လက်နဲ့ကိုယူပြီးတော့ပြည်သူလူထုကိုပြသနာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကုလသမဂ္ဂလိုချွေးကောင်စီမှာလည်းကျွန်တော်စာရေးပြီးတော့လိုချွေးကောင်စီအစည်းအဝေးတိုးခုတိုင်းမှာ R2P ကိုကျွန်တော်တောင်းနေတာရှိပြီဒါပေမဲ့လည်းအဲ့မှာတရုတ်နဲ့ရုရှားရှိတော့အကောင့်ထဲပေါ်လို့မဖြစ်သေးဘူးဒါပေမဲ့လည်းကျွန်တော်ကကမ္ဘာလိုချွေးကောင်စီနီလာတစ်ခုပဲရှိတာမဟုတ်ပဲနဲ့ကျွန်တော်ဒီဖက်မှာဆိုတော့ကမ္ဘာကုလသမဂ္ဂကျွန်တော် UN General Assembly ဟာလည်းရှိသေးတယ်ဆိုတော့အဲ့လာကြောက်ကိုလည်းကျွန်တော်တွားမှာဖြစ်ပါတယ်ဆိုတော့အခုဆိုရင်ကျွန်တော်အနေနဲ့ Federal Army လို့ပြောတဲ့အခါမှာဒါမနှင်းညပေါ်လာတဲ့ဥစ္စာမဟုတ်ပဲနဲ့ပြည်လုံငီလာခါကြီးမှာဘူချူအောင်စားတဲ့တကွနော်တိုင်းသားခေါင်းဆောင်တရားနေပြီးတော့လက်မှာထုတ်ထားတဲ့နေမှာပေါ်ပေါက်လာတဲ့ဒီနေ့အထိအကောင့်ထဲပေါ်လို့မရသေးတဲ့ဥစ္စာဖြစ်တဲ့အတွက်ကြောင့်အခုဆိုရင်တော့ Federal Army ကို once for all အကောင့်ထဲပေါ်ရမှာဖြစ်ပါတယ်ဒါကတော့ဒီအခုလက်ရှိစီဘူချုပ်ဒီထောက်ထားတဲ့
tamado institution aloko reform replace lo piro chodo anaka ma si de federal pithosu ko ka kwe me federal muwada akolo ka kwe me federal constitution ko ka kwe meအဲ့ဒီမှာစီးတဲ့လူအခွင့်ကိုကာကွယ်မယ် freedom နဲ့ justice ကိုကာကွယ်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာလည်းအားလို့ကျွန်တော်ပါဝင်ဖို့ရအတွက်အားလို့ဖိခေါ်ချပါတယ်ဒါကိုပထမမိတ်ခွန်းအနေနဲ့ကျွန်တော်အဖွင့်လို့ပြောချင်ပါတယ်ကျေးဇူးတင်တယ် Dr. Sasa ဒီ P2 P နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအခုအခြေအနေမှာဘယ်လိုအခြေအနေမျိုးလောက်ထိရှိနေပြီလဲဒီပြည်တွင်းပြည်ပကနေပြီးတော့ဒီ R2P ရရှိလာနိုင်ဖို့အတွက်ဘာတွေထပ်လုပ်ဖို့လိုသေးတယ်လဲ သမကတော့ကျွန်တော်တို့ပြည်သူလူထုကနေပြီးတော့လဲ R2P တစ်ခုကိုပဲကြည့်ပြီးတော့သွားလို့မရပါဘူး R2P ကတော့အများကြီးထက်ကတစ်ခုကိုပဲကျွန်တော်ပြောနေတာပါဆိုတော့ R2P ကကျွန်တော်တို့နားလည်ရမှာကလက်နဲ့ကိုင်ဒီနော်peacekeeping force လာပြီးတော့လာကကွယ်မယ်အဲ့လို definition မဟုတ်ပါဘူး R2P က umbrella တစ်ခုဖြစ်ပါတယ်နော်အဲ့ဒါမှာကျွန်တော်နိုင်ငံရေးအရာရောစီးအရာရောငင်းချိုင်းအရာရောအကုန်လုံးရှိပါတယ်ဆိုတော့ဒါကိုအသေးစိတ်လေးလာလိုက်တော့တကယ်ကျေပြပါတယ် R2P ကဒါကတော့ကျွန်တော်ဆက်လက်တောက်ဆိုတော့မှာဖြစ်တယ်လို့တစ်ဖက်ကပြောမယ်ဆိုရင်လည်း R2P မရှိလဲမလာရင်လဲကျွန်တော်တို့ဟာနဲ့ကျွန်တော်တို့ R2P ကိုပါတီဖို့လိုပါတယ် R2P ကကမ္ဘာလိုချွေးကောင်စီကပါတီထားတဲ့ R2P တခုပဲမရှိပါဘူး R2P ကလည်းကျွန်တော်ဟာနဲ့ကျွန်တော်ပါတီလို့ရတဲ့ R2P လည်းရှိသေးတယ်ဆိုတာကိုလည်းပြည်သူလူထုကမမေ့တိမှာဘူးဥပမာပေါ့နော်ဒီကမ္ဘာလိုချွေးကောင်စီမှာနိုင်ငံပေါင်း15နိုင်ငံ16နိုင်ငံရှိတယ်နော်နိုင်ငံပေါင်း16နိုင်ငံမှာနိုင်ငံပေါင်း9နိုင်ငံက vote နဲ့နော် resolution ကိုသူတို့ကချတယ်ဆိုရင်အဲ့ဒါကိုကျွန်တော်က UN Secretary UN Assembly မှာတွားလို့ရတယ် UN General Assembly ကိုတွားခိုင်းမယ် UN General Assembly ကနေပြီးတော့အဲ့ဒီ resolution ကို pass ခိုင်းလို့ရတယ်ဆိုတော့အဲ့နိလာတွေလည်းအများကြီးရှိတယ်လို့ကျွန်တော်ကိုထောက်ခံအားပေးတဲ့နိုင်ငံတွေနဲ့တနိုင်ငံပြီးတနိုင်ငံနော်အစိုးရတစ်ခုပြီးတစ်ခုကျွန်တော်ဟာ bilateral နဲ့တွားပြီးတော့လဲ R2P ပုံစံတစ်ခုတော့ထွက်ခိုင်းလို့ရတယ်ဆိုတာကိုလည်းပြည်သူလူထုကမမေ့သင့်ပါဘူးဆိုတော့ကျွန်တော်ဟာ R2P လို့ပြောတဲ့အခါမှာအကအများကြီးမထားစေချင်ပါဘူးအဲ့မှာတရုတ်ရှိလို့ချိုင်းတရုတ်ရှိလို့ရုရှားရှိလို့ R2P ကတော့ဘယ်တော့အခါမှမဖြစ်ပါဘူးမဟုတ်ပါဘူး R2P ကတော့လိုအပ်ရတော့လိုအပ်တယ်လို့ကျွန်တော်ဟာလည်းဒီဖက်မှာမဟာဗျူဟာနဲ့နိဗျူဟာနဲ့အကိုလုံးပြည်စီပြီးတော့ကျွန်တော်ဟာအတတ်နိုင်ဆုံးနဲ့ဒီမှာလုပ်နေပါတယ်ဆိုတာကိုတော့ပြောပြရစေဟုတ်ကဲ့နောက်မေးခွန်းတစ်ခုကတော့ဒီ Federal Army ကိုအခုလက်ရှိပြည်သူတွေကိုကာကွယ်ပေးဖို့အတွက်ကိုတည်ထောင်ထားပြီးသားဖြစ်တယ်အဲ့တော့အခုလက်ရှိပြည်တွင်းထဲမှာ generation Z တွေအပါဝင်ပြည်သူလူထုကရလက်နက်တွေနဲ့ပေါ့နော်သူတို့ကာကွယ်နေကြရတယ်ဆိုတော့အဲ့ဒီအဆင့်ကရောဒီဘယ်လိုအခြေအနေမျိုးမှရှိနေတယ်လဲမသိဘူးဒေါက်တာဆဆာအခုကကျွန်တော် Federal Army နဲ့ပတ်သက်လာရင်အဓိကတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးဖြစ်တယ်ဆိုတာကိုနားလည်စေချင်တယ်ပြည်သူလူထုကိုလည်းတစ်ဖက်ကဆိုတော့ကျွန်တော်တို့မိတ္တရခါလို့တာကတော့ကိုရလက်နက်ကိုကြိုက်ပြီးတော့အခုနောက်လိုနဲ့တမတော်ကိုပြတိုက်ခိုင်းတဲ့အနေအထားကိုတော့ဒီအာနာသိရှိကောင်စီကလူမဆန်တဲ့လူတွေဖြစ်နေသူတို့ကလူမဆန်တဲ့စိတ်ဓာတ်ရှိတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဥပမာပေါ်ဓာတ်တွေဒုတ်ချောင်းတွေကြိုက်ပြီးတော့သူတို့ကိုတခုတွားလို့လိုက်တော့သူတို့ကအဲ့ဒါကိုအကြောင်းပြပြီးတော့ကျွန်တော်တို့ကိုအစွတ်အပြူလိုက်အတခါမှာကိုတော့ကျွန်တော်တော်တော်စိုးရိမ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာဒီ Federal Army ဆိုတာဟာလဲပြည်သူလူထုအားလုံးနားလဲစေချင်တာကတော့တညတရက်တလနှစ်လအတွင်းမှာချက်ချင်းအကောင့်ထဲပေါ်ပြီးတော့အကိုလို့အဲ့လိုလို့မရတဲ့အပိုက်တွေလည်းအများကြီးရှိတယ်လို့ကျွန်တော်နောက်ကိုရနေပြီးတော့ဒါကိုစနည်းအကြဆုပ်ဖြစ်အောင်ပေါ့ဥမာပေါ့နော်ဒီတမတော်ထက်မှာတောင်မှမမေ့ဖို့ကစီဘူချုပ်ဒီဂျိုမခါချီတဲ့တမတော်သားတွေအများကြီးရှိတယ်ဆိုတာကိုမမေ့သင့်ဘူးအခုဆိုတော့တမတော်သားအနေနဲ့ရဲသားတွေတော်တော်များများဟာလဲဒီအာနာသိရှိကောင်စီအကြဖက်သမားတွေရဲ့အောက်မှာမနေချင်တော့ပါဘူးဒီဘက်ကကျွန်တော်ဟာပုံစာအတိတ်တစ်ခုနဲ့ Federal Army ကိုလှလေး
အကောင်းဆုံးနဲ့ကျွန်တော်နိဗျူဟာတစ်ခုနဲ့ထွက်လာတဲ့အခါမှာသူတို့လည်းလာစာပို့ရမယ်ဘယ်စယူတဲ့အခါမှာလည်းတော့အကိုလို့ကသူတို့အခွင့်အများမယ်ဆိုတော့ဒါတစ်ခုကိုကျွန်တော်ဖာတိနိုင်ဖို့ကြောင့်ကျွန်တော်ဒီဘက်မှာ National Unity Government ကိုတည်ဆောက်နေပါတယ်အဲ့ဒီ National Unity Government အောက်မှာဆိုတော့နိုင်ငံနဲ့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံကိုတွားပြီးတော့ကျွန်တော်ဟာ Federal Army တည်ဆောက်ရေးမှာလဲနိုင်ငံကပါဝင်လာနိုင်ဖို့အလုံးငါကျွန်တော်ဟာတော့အရှိအဟုန်နဲ့တွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့လိုအခြေအနေအတိုက်အတာတစ်ခုထိတော့ကျွန်တော်ပြည်သူလူထုဖက်ဟာလဲကိုရရနော်တုံးချောင်းတွေဘာတွေကိုကြိုင်ပြီးတော့လုပ်မယ်ဆိုကျွန်တော်ဘာကိုတွေးတယ်လဲဆိုတော့အဆုလိုက်အပြူလိုက်ကျွန်တော်ကိုဒီလူမဆန်တဲ့အာနာသိရှိကောင်စီကပြလုံးမှာကိုတော့ကျွန်တော်လို့ဝမဖြစ်စီချတော့ပါဘူးပြည်သူလူထုတယောက်တည်သွားတာဟာများလောအားကြီးတယ်ကျွန်တော်အတွက်နော်နိနာလောအားကြီးတယ်လူငယ်တယောက်အသက်ပါတာဟာကျွန်တော်အတွက်နိနာလောအားကြီးတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဘာကိုပြောစလဲဆိုတော့အခုနလိုပေါ့နော်ကျွန်တော်ကအခြေအနေအတိုက်အတာတစ်ခုထိတော့ဒါကိုတော့ကျွန်တော်နော်တိခါပေးဖို့တော့လိုအပ်ပါတယ်လို့ကျွန်တော်အားလုံးကိုမေတ္တာခါလို့ပါတယ်အခုကကျွန်တော် email မှာလေဟို email တသေး4000ကျော်ကျွန်တော်မှာရရှိပြီအဲ့ဒီ email တသေး4000ကျော်မှာကျွန်တော်အင်္ဂလန်နိုင်ငံမှာရှိတဲ့ကျွန်တော်ရဲ့အဖွဲ့အစည်းတစ်ခုရဲ့ပြီးတော့ကျွန်တော်တို့ဒီ International Bar Association အဖွဲ့အစည်းရဲ့ပြီးတော့ကျွန်တော်ခုန ICRC မှာတွားICC မှာတွားနေတဲ့ကျွန်တော် law firm ရဲ့ပြီးတော့ကျွန်တော်အဖွဲ့အစည်း၄ခုကနေပြီးတော့အဲ့ဒီကျွန်တော် email တသေး4000ကျော်ကိုဖတ်နေတယ်အဲ့မှာမနေ့ကအဲ့ဒီအဖွဲ့အစည်း၄ဖွဲ့နဲ့ကိုကျွန်တော်နဲ့ခိတ္တစကားပြောလိုက်တော့အဲ့ဒီကျွန်တော် email မှာဝေလာတဲ့ဓာတ်ပုံတွေထက်မှာလေဗီဒီယိုတွေထက်မှာအခုဆိုတော့ကျွန်တော်တို့ဒီဓာတ်ပုံမှတ်သားနဲ့ဗီဒီယိုမှတ်သားကို Google Company ကနေပြီးတော့ကျွန်တော် license ဝယ်ပြီးတော့မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ဘယ်မြို့မဆိုဘယ်ရွာမဆိုဘယ်အိမ်မဆိုဘယ်လမဆိုကျွန်တော်ကဂျို location ကိုတတ်စီလို့ရပြီဆိုတော့အဲ့ဒီဖြစ်တဲ့အခြေရဖြစ်တဲ့နေရာရဖြစ်ခဲ့တဲ့ဖြစ်ပြကိုအခုကဆိုတော့အဲ့ဒီ email ပေါင်းတသေး4000ကျော်ကနေပြီးတော့ကျွန်တော်ဆွေးယူပြီးတော့ဒီထက်မှာဒီဖက် ICC ဖက်ကို process သွားနိုင်ဖို့ရအတွက်အင်္ဂလန်နိုင်ငံမှာရှိတဲ့ကျွန်တော်ငှားထားတဲ့ law firm Votera Fieta law firm နဲ့ကျွန်တော်ဟာသွားနေပါတယ်တစ်ဖက်ကမနေ့ဖြာတစ်ဖက်ခါလောက်ဆိုရင်နောက်ပါမှာဆိုရင်ကုလသမဂ္ဂမှာဒီ extrajudicial နဲ့ပတ်သက်ပြီးတော့စီဝေးတွေရှိမယ်ဆိုတော့ဒါတွေအားလုံးမှာကျွန်တော်ကဒီ law firm နဲ့အတူတာဆက်လက်ပြီးတော့တည်ပြဖို့ရှိတယ်အဲ့မှာပြောချင်တာကတော့အဲ့ဒီ email တသေး4000ကျော်ထဲမှာเนาะ attachment file တွေက video တွေပေါ့เนาะ video တွေလာတာက2သိန်းကျော်ရှိတယ်အဲ့ဒီ video 2သိန်းကျော်ကိုကြည့်တဲ့အခါမှာကျွန်တော်ဘာကိုတွေ့ရတယ်လဲဆိုရင်ရက်တာဖွဲ့ကလေဒီအာနာသိရှိကောင်စီရက်တာဖွဲ့ကသူလက်နဲ့ကိုဒီเนาะ automatic car machine နဲ့ကိုအပြစ်မဲ့ပြီးသူကိုအဲ့လိုเนาะအချိပေါက်များစွာပြည့်တော့သူကတစ်ဖက်မှာဗီဒီယိုကင်မရာလည်းယူသေးတယ်เนาะအဲ့လိုယူပြီးတော့အဲ့ဒီပြည့်တဲ့အခါမှာသူ့မှာရှိတဲ့เนาะသူ့မှာရှိတဲ့ဓာတ်ကိုသူတေးပြီးတဲ့အခါမှာသူ့လက်ထက်မှာအဲ့ဒီဓာတ်တို့လက်ကွာတို့ကိုသွားထတယ်အတိတ်ပဲကအော်သူ့မှာဓာတ်တွေလက်ကွာတွေရှိလို့ငါပြစ်လိုက်တယ်ဆိုတဲ့အတိတ်ပဲရအောင်ပေါ့ဒါလည်းကျွန်တော်ဗီဒီယိုမှာ capture လုပ်လိုက်ပြီဆိုတော့ဒါဟာလည်းပြည်သူလူထုကတတိထားဖို့လိုတာကအခုဆိုရင်တော့ဒီအာနာသိရှိကောင်စီကနီးအမျိုးမျိုးကိုအသုံးပြုပြီးတော့အော်ဒီလူကိုကျွန်တော်တို့တတ်တာဒီကျွန်တော်ကြည်စာမဟုတ်ဘူးဆိုတဲ့အစစ်တော်သူကပြောချင်တယ်ပြီးတော့သူကလက်နဲ့ကြိုင်လို့ကျွန်တော်တတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပေါက်အောင်သူတို့ကဒါကိုအကြောင်းမျိုးမျိုးနဲ့လုပ်နေတယ်ဆိုတာဟာလဲကျွန်တော် email မှာဝေလာတဲ့ video file 2သိန်းကျော်ထက်ကနေပြီးတော့တက်တဲ့ထောက်ထားတွေကျွန်တော်အများကြီးရှိပါတယ်ဒါကြောင့်မလို့ပြည်သူလူထုအနေနဲ့လဲအဲ့ဒါကိုတော့ကြိုးပြုပြီးတော့ကိုလိုချိုရင်းနဲ့ကိုအသက်အန္တရာယ်ကိုတော့အတတ်နိုင်ဆုံးဖြစ်အောင် queue site ပြဖို့ရအတွက်မေတ္တာခါပါတယ်ပြီးတော့တစ်ချိန်တည်းမှာပဲကျွန်တော်ကအခုဆိုရင်တော့ safe zone ဆိုတဲ့လိုချိုတဲ့နေရာကိုလည်းဖာတိနိုင်ဖို့ရအတွက်ကျွန်တော်တောက်လျှောက်ပဲဆွေးနွေးပြီးတော့တိုင်ပင်နေပါတယ်နိုင်ငံတကာဆိုရနဲ့အတူနိုင်ငံတွင်းမှာရှိတဲ့အဖွဲ့အစည်းတွေနဲ့ဒါကိုလည်းကျွန်တော်ဟာ safe zone ကို create လုပ်ပြီးတော့အဲ့ဒီမှာအသက်အန္တရာယ်အဖြစ်ရှိနေတဲ့ပုံကိုယ်တွေကိုတော့အဲ့ဒီ safe zone စီမှာပို့နိုင်ဖို့ရအတွက်အဲ့လိုနဲ့ကျွန်တော်ဟာလည်းနိဗျူဟာတွေဆွနေတယ်ဆိုတာကိုတော့တင်ပြလုပ်ပါတယ်ကျုပ်တင်တယ် Dr.Sasa Federal Army မှာဘယ်သူတွေပါဝင်ပြီးတော့ဘယ်လိုနည်းနဲ့ပါဝင်
နိုင်မလဲဆိုတဲ့ဟာကိုစောစောကမေးထားပါတယ်ဆိုတော့အဲ့ဒါကိုဖြည့်ပေးလို့ရမလားရှင် ဟုတ်တယ်နံပါတ်1အနေနဲ့က Federal Army ဟာဒီနေ့ဒီခြေဒီခါမှာပဲပေါ်လာတဲ့ဥစ္စာမဟုတ်ပဲねခုနကျွန်တော်ပြောသလို Federal ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင်တော့ Federal Army ဒီမရှိမဖြစ်လိုအပ်နေတဲ့အစိပ်အပိုက်ဖြစ်တယ်ဆိုတာကိုတော့အားလုံးနာမတည်ထပ်ပြီးတော့နားလည်စေချင်တယ်ပြီးတော့ Federal Army ဆိုတာဒီပြီးလို့စာချုပ်ကြတဲ့ကနေပြီးတော့လွယ်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကနေမွေးလာပြီးသားကိုအခေါက်ထဲမပေါ်နိုင်ခဲ့တဲ့ဥစ္စာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ20တိရာစုမှာကျွန်တော်တို့ကဒါကိုအကောင့်ထဲပေါ်ဖို့ရဖြစ်လာတယ်ဆိုတဲ့ဥစ္စာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ strategy တို့ကျွန်တော်တို့ need view ဟာတို့မဟာ view ဟာတို့ကိုဒီလို internet online ပေါ်မှာပြောနေတာတော့တော့ကျွန်တော်တို့ကတိတ် sensitive ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအပိုက်ကိုတော့တိခါပေးပါလို့အားလုံးကိုကျွန်တော်ပြောလိုပါတယ်ဒါပေမဲ့လည်းကျွန်တော်မှာ plan တွေရှိတယ်ကျွန်တော်မှာအကုန်လုံးလှုပ်ရှားရှိတာအကုန်လုံးကတော့ကျွန်တော်ကအဆွဲထားပြီးသားဖြစ်ပါတယ်လို့ဒါကတော့ကျွန်တော်လည်းတော့အခြေဖြစ်လာတာနဲ့ကိုကကျွန်တော်ဟာဘယ်လိုတွေပါတခုကတော့ကျွန်တော်အားလုံးပါရမယ်ဒါကတော့ကိုလိုပေါ့နော်အဲ့လိုနားလည်စေချင်တယ်အားလုံးပါမှဖြစ်မယ်အားလုံးမပါဘဲနဲ့ Federal Army မဖြစ်နိုင်ဘူးနော်ဆိုတော့အားလုံးလို့ပြောတဲ့အခါမှာကျွန်တော်တိုင်းသားလက်နဲ့ guide တွေအားလုံးလဲ Federal ပြည်ထောင်စုနိုင်ငံမှာပါမဖြစ်တယ်လို့အခုနောက်လို့ Federal Army မှာလဲတကယ်ဒါဆိုတော့လက်ရှိတိုင်းသားလက်နဲ့ guide တွေဟာလဲအခုဆိုတော့အဖွဲ့အစည်း20ကျော်ရှိပြီးသားဖြစ်တယ်ဒါတွေအားလုံးဟာလဲသူတို့ကလည်းနော် in principle တော့အကုန်လုံးကဒါနလည်းပြီးသားဖြစ်တယ်ဒါ Federal ကကျွန်တော်တိုင်းသားလက်နဲ့ guide တွေအားလုံးရဲ့ဒီဆောင်ချင်တဲ့ဥစ္စာလည်းဖြစ်တယ်ဆိုတော့ရီမချဲနဲ့အကုန်လုံးရွေးချက်ကိုလို့တူပြီးသားဖြစ်တယ်ဆိုတော့အဲ့လိုနဲ့ပဲကျွန်တော်ဖြစ်ပြစေပြီးတော့လဲကျွန်တော်ကလူရီအားဒေါ်လာကအကုန်လုံးကတော့เนาะကျွန်တော်တို့ဟာဒါကတော့စီပီတာဖြစ်ပါတယ်တားပေါင်း54မှာเนาะဒါကတော့ကျွန်တော်တိတ်အဲ့လောက်ထိเนาะလူရီအားတွေပါတွေကတော့နော်အများကြီးရှိတယ်ဆိုတာကိုတော့အားလုံးနားလည်စေချင်တယ်ဒါပေမဲ့အသေးစိတ်နဲ့ဒါတွေကိုပြောဖို့ကတော့အချိန်မရောက်သေးလို့တိခါပေးပါ sensitive လည်းဖြစ်တယ်ဆိုတော့အဲ့လိုပဲဖြစ်ပြချင်တယ်ဒေါက်တာဆဆာအန်တီရိုမာလေးပြောပြပါရှင်ဟုတ်ကဲ့ဒီနေ့လို free Myanmar tax force နေပြီးတော့ကျတို့ဒီလိုဒီဆိုဆွေးနွေးခွင့်ကိုပေးတာကျေးဇူးတင်တယ်ဒီနေ့ကျွန်တော်တို့1980မှာမပြည့်စုံခဲ့တဲ့ဒေါ်လာရေး1990ခုမှာမပြည့်စုံနိုင်ခဲ့တဲ့ဒေါ်လာရေး2009ဆွေဝါရောက်ဒေါ်လာရေးမှာမပြည့်သေးတဲ့ဒေါ်လာရေးကျွန်တော်တိုင်းသားတွေထပ်မှဆိုရင်တော့မြန်မာနိုင်ငံလောလာရေးရကြတဲ့ကနေပြီးတော့ဒီနေ့အထိမပြည့်စုံနိုင်တော့တဲ့ဒေါ်လာရေးကိုဒီနေ့ကျွန်တော်ပခုတ်ပေါ်မှာရောက်ရှိလာပြီဖြစ်ပါတယ်အဲ့ဒါကိုမြန်မာပြည်သူလူထုအားလုံးကျွန်တော်တို့အားလုံးလှိလူရှုလို့မရတော့ပါဘူးကျွန်တော်တို့ရဲ့ပခုတ်ပေါ်မှာကြောက်ရောက်တဲ့တာဝန်ကိုကျွန်တော်ထားဆောင်ဖို့လိုအပ်လာမှာဖြစ်ပါတယ်ဒီတာဝန်ကိုထားဆောင်ရမယ့်အခါမှာရှိလို့ရပါလိမ့်မယ်ကျွန်တော်တွေးကိုပြကြပါလိမ့်မယ်ကျွန်တော်ခက်ခဲတွေကိုလည်းကြိုရပါလိမ့်မယ်ကျွန်တော်စိတ်စီရပါလိမ့်မယ်ကျွန်တော်ဟာမျှော်လင့်ရပါလိမ့်မယ်ကျွန်တော်ဟာအတူတကွပူပေါင်းရပါလိမ့်မယ်မြန်မာပြည်သူလူထုဟာစီလို့တော်ပြည်သူလူထုဖြစ်ပါတယ်ကျွန်တော်ဒီ United States of Myanmar ဖြစ်သွားပြီကိုအဲ့လိုလည်းပြောလို့ပါတယ်တစ်ချိန်တည်းမှာပြီးကျွန်တော် platform ပေါ်ကိုရတည်ပြီးတော့ကျွန်တော်လှုပ်ရှားရှိတာကိုလှုပ်ဖို့အရေးကြီးပါတယ်ကျွန်တော်လုံနိုင်တဲ့အလုပ်ကိုပြဖို့လုပ်ဖို့အရေးကြီးပါတယ် CRPH ကလည်းပြည်သူလူထုပေးထားတဲ့ maintain နဲ့ legitimacy နဲ့ legality ကိုအသုံးပြုပြီးတော့နိုင်ငံတကာမှာတော့၎င်းနိုင်ငံပြည်ပမှာတော့၎င်းကျွန်တော်အစွဲကိုကြိုးစားလျက်ရှိတယ်လို့တိုင်းသားလည်းနဲ့ guide platform ကလည်းသူတို့ကိုရခွာအလုပ်ကိုအသုံးပြုပြီးတော့အခုဆိုရင်တော့အကိုလို့ဟာစီးလုံးနေပါပြီထိုနည်းတူပဲကျွန်တော်တို့ CDM platform ဟာလည်းအရှိဟုန်နဲ့အခုဒီနေ့အထိဆက်လက်သွားနေပြီဖြစ်ပါတယ်ထိုနည်းတူပဲ generation ဒေါ်လာကောင်းကျွန်တော် strike group ဒေါ်လာကောင်း boycott group ဒေါ်လာကောင်းဒီ platform တွေအားလုံးဟာလည်းအရှိဟုန်နဲ့သွားနေတယ်ဖြစ်ပါတယ်
ထိုနည်းတူပဲအဝေးရောက်ကျွန်တော်မြန်မာပြည်သူလူထုဟာလည်းကိုရရအချိန်နာရီနဲ့ကိုရရပညာနဲ့ကိုမှရှိတဲ့ပိုက်ဆံနဲ့ငွေအားကိုအသုံးပြုပြီးတော့ဒီဒေါ်လာရေးမှာပါဝင်ကြတာဟာလည်းမြန်မာပြည်ကိုပြတာဖြစ်ပါတယ်ဒါအားလုံးဟာလည်းအင်မတန်မှအရေးကြီးပါတယ်ဆိုတော့ကျွန်တော်အားလုံးကို platform ပေါ်ကိုရတည်ပြီးတော့ design မှကျွန်တော်ဟာလုံးဝနောက်မဆုတ်လက်မြောက်ဒီမိုကရေစီမရမချင်း Federal မရမချင်း justice မရမချင်း until we got justice until we build Federal democracy once for all until we eradicate military dictatorship once for all until we completely negate 2008 constitution until we build Federal Union of Myanmar for all until the government become people's government of Myanmar we will not rest we will not stop we will not surrender we will not give up အရေးတော်ပို့အောင်ရမယ်အရေးတော်ပို့အောင်ရမယ်အရေးတော်ပို့အောင်ရမယ် ကျေးဇူးပါ Dr. Sasa and Dr. Utinswe Dr. Kai အားလုံးကိုကျေးဇူးတင်ပါတယ်တက်ရောက်လာကြတဲ့ audience တွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်